Okay, let's go to work with me. ဒါကတော့မသွားခင် energy ယူနေတာပါသွားပါပြီသွားတော့ကျောင်းမှာကလေးကြ sport day ဖြစ်ပါတယ် sport day ဆိုတော့ကလေးတွေစောပါတယ်ပြီးလို့ရှိရင်ဒီတစ်ပတ်က road safety week ပြီးလို့ရှိရင် activity အများကြီးလည်းရှိတယ်နော်ဒါကတော့အလောကနေပြင်လာပါပြီအိမ်ကိုရောက်တော့ဒီလိုမျိုးရင်ချစ်စရာကောင်းတဲ့လူတွေစောင့်နေတဲ့ကြမှာကိုကဘယ်လိုမျိုးမော်မလဲဝနော်ဒါကတော့ကြောအတွက် activity ပါပြီးတာတော့ငငယ်တော့ကမမနဲ့မပန်းနဲ့ဆော့ပြတာပေါ့နော်အဲ့ဒါကို15ခန်းလောက်ဆော့ပါတယ်အရင်ကြိုက်တယ်ပဲပေါ့နော်သူကပြီးလို့ရှိရင်အိမ်မှာလည်းပြင်လာပြီးတော့ road safety ဆိုတာပါလဲကိုသူတို့ကဗီဒီယိုဖွင့်ပြပါတယ်နေအောင်စလို့ကိုလမ်းဖြတ်ရေးဘယ်လိုကူးကြမလဲပေါ့နော်ဒါကတော့ ready for bed ပါ we are so ready